မိုင်းနဲ့ထိရင်ဖက်လို့မြင်ရမှာလေခုနမိုင်းနဲ့ထိုးလိုက်တော့တိတ်လို့မြင်တာပါကြီးလို့ဟမ်နေလာအောင်လားခုနသူများတွေထိရင်တော့ဖက်လို့ထိမှာလေသူ့ကြောင့်မိုင်းနဲ့ထိုးလိုက်တော့တိတ်ကြီးနဲ့ တိတ်ကနေမြင်ပါဘောမင်းကောင်းကြီးဖြုတ်တတ်တာ